YouTube channel ကကိုမမများအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ် YouTube channel ကအကိုမများအားလုံးအတွက်မနက်ဖြန်2ရက်2လ2026တနင်္လာနေ့မနက်စီ12နာရီ10မိနစ်အတွက်ကိုအကောင်းဆုံးပတ်တည်နဲ့အကောင်းဆုံးမိန့်ခွန်းတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုမရင်မကြော်ပဲနဲ့ပြီးဆုံးတိုင်အောင်ကြည့်သွားပေးပါလို့မြတ်တာရက်ခံအပ်ပါတယ် YouTube channel ကအကိုမများအားလုံး subscribe မနေ့ရတဲ့နဲ့အကိုမများလည်း subscribe လေးတွေနှိပ်သွားပေးပါ subscribe နှိပ်ပြီးသားအကိုမများလည်း like လက်မလေးတွေနှိပ်ပြီးတော့ share လို့ရမယ့်နေရာလေးတွေမှာ share သွားပေးပါမျှဝေလို့ရမယ့်နေရာလေးတွေမှာမျှဝေပေးသွားပါလို့မြတ်တာရက်ခံအပ်ပါတယ်တအုပ်တယောက်တည်းပေါက်တာနဲ့ဆိုင်ရင်အများမြင်အများတွေ့အများပေါက်အောင်လို့ငါ့ကိုကူညီပေးကြပါလို့လည်းမြတ်တာရက်ခံအပ်ပါတယ် ပထမဝလေးစီတဲ့အတွက်တရားတော်လေးပါရင်နားလည်ခွင့်ပေးကြပါလို့မြတ်တရခံအပ်ပါတယ်မိသူရဲ့ YouTube channel ကကိုမများအားလုံးစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းနေနဲ့တလုံးတဝါးအိနဲ့ပြည့်ပြည့်စုံပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ် YouTube channel ကအကိုမများအားလုံးမနက်ဖြန်2ရက်2လပိုင်း2026တနင်္လာနေ့မနက်စီ12နာရီ10မိနစ်အတွက်အကောင်းဆုံးပတ်တီးနဲ့အကောင်းဆုံးမိန့်ခွန်းတွေကိုမျှဝေပေးသွားမှာဖြစ်တဲ့အတွက်ဗီဒီယိုလေးကိုမရင်မကြော်ပဲနဲ့ပြီးဆုံးတိုင်အောင်ကြည့်သွားပေးပါလို့မြတ်တာရက်ခံအပ်ပါတယ် YouTube channel ကအကူမများ subscribe နှိပ်ပြီးသားအကူမများလည်း like လက်မလေးတွေနှိပ်ပြီးတော့ share လို့ရမယ့်နေရာလေးတွေမှာ share သွားပေးပါမျှဝေလို့ရမယ့်နေရာလေးတွေမှာမျှဝေပေးသွားပါလို့မြတ်တာရက်ခံအပ်ပါတယ် subscribe မနေ့ကတည်းကအကူမများလည်း subscribe တွေနှိပ်သွားပေးပါမနက်ဖြန်2ရက်2လပိုင်း2026တနင်္လာနေ့မနက်စီ12နာရီ10မိနစ်အတွက်အကောင်းဆုံးပတ်တီးနဲ့အကောင်းဆုံးမိန့်ခွန်းလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်2ရက်2လပိုင်း2026တနင်္လာနေ့မနက်စီမှာမနက်စီအတွက်ပေါ့နော်3ညပတ်တီး5ပတ်တီး3ညပိုင်5ပိုင်3ညနဲ့ပတ်သက်ရင်3ညနဲ့3ညခွန်3ညကို3ညပတ်တီး3ညနဲ့ပတ်သက်ရင်3ညနဲ့3ညခွန်3ညကို5ပတ်တီး5နဲ့ပတ်သက်ရင်5နဲ့5ခွန်5ကို3ညပတ်တီး5ပတ်တီး3ညနဲ့ပတ်သက်ရင်3ညနဲ့3ညခွန်3ညကို5နဲ့ပတ်သက်ရင်5နဲ့5ခွန်5ကိုကျမတော့3ညပတ်တီး5ပတ်တီးဆိုရင်5ပတ်တီးကိုပို့ပြီးအားတန်နေချင်းဒီချက်တွေကအကူမများတော့5လေးကိုပို့ပြီးတော့လုပ်စီချင်ပါတယ်ချင်းအကောင်းဆုံးမိခွက်အနေနဲ့60 95ကိုလည်းတင်ထိုးပါချင်း3ညပတ်တီး5ပတ်တီး3ညနဲ့ပတ်သက်ရင်3ညနဲ့3ညခွန်3ညကို5နဲ့ပတ်သက်ရင်5နဲ့5ခွန်5ကိုအကောင်းဆုံးမိခွက်ကတော့60 95ပါချင်းYouTube channel ကအကူမများ subscribe မနေ့ကတည်းကအကူမများ subscribe တွေနှိပ်သွားပေးပါ subscribe နှိပ်ပြီးသားအကူမများလည်းlike လက်မလေးတွေနှိပ်ပြီးတော့ share လို့ရမယ့်နေရာလေးတွေမှာ share သွားပေးပါမျှဝေလို့ရမယ့်နေရာလေးတွေမှာမျှဝေပေးသွားပါလို့မြတ်တာရက်ခံအပ်ပါတယ်ရှင် YouTube channel ကအကူမများအားလုံးကိုဒီနေရာမှာတွင်ခဏကျင်တော့မှာဖြစ်ပါတယ်ရှင်